စစ်ဘန်resistor ကိုတွက်ကြည့်မယ်စစ်ဘန်resistor က5ဘန်resistor ရဲ့စပိုင်းနဲ့တူပြီးသူ့မှာ temperature coefficient ဆိုပြီးအပူချိန်နဲ့လိုက်ပြီးပြောင်းတဲ့အရည်တရည်ထပ်ပိုးလာအဲ့ဒါကိုတော့ ppm per Kelvin per million per Kelvin ဆိုပြီးတော့ခေါ်ပါအဲ့ဒါအပူချိန်1 degree တိုးရင်သူရဲ့တန်ဖိုးအဲ့လိုမျိုးတိုးလာတာပြောတာဒီ part per million per Kelvin ဆိုတော့ကျွန်တော်ရှင်းရမယ်ဆိုရင်ဥပမာကျွန်တော်တို့မှာ10 kilo ohm resistor ပေါ့1000 ohm ရှိတဲ့ resistor တစ်လုံးရှိတယ်ဆိုရင်သူ့ရဲ့အနောက်မှာက50 part per million per Kelvin ဆိုရင်ပူချိန်1 degree Celsius ပြောင်းသွားရင်အဲ့ဒီငကိုရှိတဲ့1000ကိုသူ့တန်ဖိုး50ကိုအောက်မှာ1 million နဲ့စားပြီးတော့တွေ့ရမှာကျွန်တော်ပြလို့ဒီမှာ1000ကိုပေါ်မှာ50တင်အောက်မှာ1 million တက်အဲ့လိုမျိုးတွက်လိုက်ရင်ကျွန်တော်တို့ရလာမှာက 0.5 အဲ့ဒီ0.5ဆိုတာကအပူချိန်1 degree Celsius ဒါမှမဟုတ်1 Kelvin တိုးသွားရင် 0.5 ohm တိုးသွားမယ်လို့ဆိုလိုတာပါဒီ resistor မှာဆိုရင်သူ့ရဲ့ပထမအရစ်ကအနီရောင်ဖြစ်တဲ့အတွက်နဲ့ဒုတိယအရစ်ကအနီရောင်ဖြစ်တဲ့အတွက်နဲ့တတိယအရစ်ကအနက်ရောင်ဖြစ်တဲ့အတွက်3ညပြီးတော့စတုတ္ထအရစ် multiplier နေရာမှာအညူရောင်ဖြစ်တဲ့အတွက်10 power 1ဆိုတော့10ပေါ့အဲ့ဒီ220ကို10နဲ့မြောက်ရင်2200 2.2 kilo ohm ဆိုပြီးတော့ရလာမယ်ပြီးတော့ရွှေရောင်က plus or minus 5% ဖြစ်တဲ့အတွက် 2.2 kilo ohm plus or minus 5% ဆိုပြီးရလာမယ်အနောက်မှာအဝါရောင်က25 part per million per Kelvin ဆိုပြီးတော့ရလာမယ်ဒီနောက်ထပ် resistor တစ်ခုကိုကြည့်မယ်ဆိုရင်အဝါရောင်ရဲ့တန်ဖိုးက4လိမ္မော်ရောင်ရဲ့တန်ဖိုးက3အနက်ရောင်ရဲ့တန်ဖိုးက0ဒီစတုတ္ထ multiplier နေရာမှာအနက်ရောင်တန်ဖိုး10 power 0ဆိုတော့1ပဲအဲ့တော့ရှေ့က30 ohm ပဲပြီးတော့နောက်ကရွှေရောင်ပဲဆိုတော့ plus or minus 5% ပဲဒီနောက်ကလည်းအဝါရောင်ပဲဆိုတော့25 part per million per Kelvin ဒီကျွန်တော်ဒီလောက်ဆိုရင်တော့5 band resistor နဲ့6 band resistor ရဲ့အတွက်ဒီကိုသိလောက်ပြီးထင်ပါတယ်နောက်ထပ်ဒီလိုမျိုး electronic နဲ့ပတ်သက်တဲ့ဘုသူသားတွေကိုသိကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်အခုဗီဒီယိုလေးကိုလည်း like and share လေးလုပ်ခဲ့ပြီတင်ရဒီ test နဲ့ပတ်သက်ပြီးတခုသိကျင်တာပဲဖြစ်ဖြစ်လေ့လာကျင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ description မှာပေးထားတဲ့ Telegram link ကနေပြီးတော့ကျွန်တော်ကိုဆက်သွယ်နိုင်ပါ issue ပြကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်